ဒီ comment လေးကိုဖြည့်ချပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါဆရာမိဘပိုင်အိမ်ကိုအငယ်ဆုံးညီမနာမည်နဲ့ဝယ်ထားမိပါတယ်ဆရာမိဘတွေမရှိတော့ဘူးဆိုရင်ဒီညီမကပဲခွဲမပေးပဲမောင်ပိုင်စီးနေလို့ရပါသလားမိဘပိုင်အိုးအိမ်ဆိုပေမဲ့လို့သူ့အမည်ပေါဖြစ်နေလို့ပါဆရာအမွေနဲ့ပတ်သက်တဲ့ comment လေးဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်တို့တရားလွတ်တော်ရှိလို့ဒီလိုဖြစ်ပါတယ်အခုလို online ကနေဥပဒေဘုဒ္ဓတာဗီဒီယိုတွေကိုအများအားတင်ဆက်လျက်ရှိပါတယ်လူကြီးမင်းကဥပဒေကိုလေ့လာလိုက်စားတယ်ဆိုရင်တော့ကျွန်တော်ကို follow လုပ်ထားနိုင်ပါတယ်အခုလည်းပဲလူကြီးမင်းဟာအမွေအကြောင်းသိကျင်တယ်ဆိုရင်တော့အခုဒီဗီဒီယိုလေးကိုအဆုံးထိဆက်လက်ကြည့်ရှုဖို့အကြံပြုချင်ပါတယ်မိဘအများစုဟာသူတို့မရှိတော့တဲ့နောက်ပိုင်းမှာဒီသားသမီးတွေဟာသူတို့ရှိတဲ့နောက်အလိုပဲတည်တည်မြဲမြဲနဲ့ကြံ့ခဲ့ကြလိမ့်မယ်လို့ယူဆထားပုံရပါတယ်တကယ်တော့အမွေဆိုတာမိဘတွေမရှိတော့တဲ့နောက်ပိုင်းမှာအညီအမျှခွဲဝေယူကြတာလို့ဒီဘုရားသိထားကြပြီမယ်လို့လည်းတကယ်တမ်းကျတော့မိဘတအုပ်ဆုံးသွားပြီးတော့ကြံ့ခဲ့တဲ့မိဘကျမ်းမာရေးမကောင်းတဲ့အချိန်မှာပဲအမွေကိစ္စအစတင်နေပြီဖြစ်ပါတယ်အတော်များများကိစ္စတွေမှာဆိုလို့ရှိရင်အမွေခွဲမယ်လဲလို့ကောဒီအိမ်နဲ့ခြံကအမေရှိငါဝဲထားတာဒီမှာငါနာမည်နဲ့ကြရမည်ပေါ့ကားကတော့အမေကျမ်းမာရေးမကောင်းတော့ရောင်းပြီးတော့ဆေးကုလိုက်ပြီလဲချန်လေးကတော့အမေဖျားတည်ခြင်းနဲ့ဆိုလို့ရောင်းပြီးတော့လှူလိုက်ပြီမင်းတို့ကတော့အဝေးမှာနေတော့ဘယ်လိုလုပ်တည်ပါလဲစသဖြင့်ရဝဲကြီးအုပ်ချင်တဲ့သားသမီးတွေကမိဘပစ္စည်းကိုခေါင်းစဉ်တွေပြောင်းထားကြတာနော်ခေါင်းစဉ်တွေပြောင်းထားကြတာဖြစ်ပါတယ်မိဘတွေရှိနေတဲ့အချိန်မှာညီကောင်မောင်တို့တွေကတွာလာဦးလူဆက်ဆံလို့လွယ်ကူပေမဲ့မိဘတွေမရှိတော့တဲ့နောက်ပိုင်းမှာအကြောင်းကိစ္စရှိမှပဲအခေါ်ပြောလုပ်ကြတာများပါတယ်အဲ့လိုအချိန်မျိုးမှာအမွေပစ္စည်းလက်ဝယ်ရှိတဲ့သူရဲ့လက်ထက်ပစ္စည်းကိုတောင်းယူဖို့ဆိုတာအခက်အခဲရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့သူအစရရည်ရွယ်ချက်ရှိနေမိဘပစ္စည်းကိုလက်ဝယ်ကြီးအုပ်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။သူ့ကိုလည်းအကြံဉာဏ်ပေးတဲ့လူရှိကောင်းရှိပါလိမ့်မယ်။ဒီ comment နဲ့ပတ်သက်ပြီးတော့ဖြေချပေးရမယ်ဆိုရင်တော့ဒါကတော့မိဘတွေရှိတဲ့တော့အစဉ်ပြေလို့နားလည်မှုနဲ့အမွေဆိုင်တအုပ်ရဲ့ခရံအမျိုးပြောင်းထားတယ်ဆိုမှလို့တချို့ဆိုလို့ရှိရင်ခရံအမျိုးပြောင်းထားမှတော့မသိလိုက်ရပါဘူး။မိဘတွေမရှိတော့တဲ့နောက်ပိုင်းကျမှတိတ်တဆိတ်ခရံမျိုးပြောင်းထားတယ်ဆိုတာကိုသိလိုက်ရတာမျိုးတွေလည်းရှိပါတယ်။ဒါကြောင့်နားလည်မှုနဲ့ဆိုရင်လည်းအခုတည်းကမိဘပစ္စည်းဆိုတာကိုစာချုပ်စာတမ်းလေးနဲ့ညီကိုမောင်နှမအချင်းချင်းဆောင်ရွက်ထားတဲ့နယ်လို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်။အခုတို့ရှိရင်အမွေကိစ္စနဲ့ပတ်သက်ပြီးတော့ဒီ comment လေးကိုလူချင်းမင်းတို့သိသွားပြီလို့ထင်ပါတယ်။ကိုသိလို့သူများလည်းသိအောင်အခုဒီဗီဒီယိုလေးကိုပြန်ပြီးတော့ share နိုင်ပါတယ်။သိချင်တဲ့အကြောင်းအရှိလည်း comment မှာမှန်းခဲ့လို့ရပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာအမွေကိစ္စဆောင်ရွက်ပုံအစဉ်အကိုရှင်းရင်းလုပ်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်နဲ့ပြန်တွေ့ပါမယ်